say pick a day red chin pick come onပြီးခဲ့တဲ့ဒိုးနှစ်ယောက်ဇလန်ပြန်ကတွေးမိလေတိုင်းရှင်မဲ့အောက်ပေါ်ပြက်နေငါလို့ကောင်းတာပြန်ရောက်လာဖို့နေရင်ကြောက်တန်တရားတစ်ပတ်လေခဲ့ရှင်တော့ဝေးပြီးတော့အဲ့လိုပတ်သက်မှုမျိုးငါရှက်နေလဲ number 1နေရှင်တန်အကောင်းဆုံးနေထိုင်မှာငါချီမခိုင်းသမျှချလို့ရှင်မမေ့တဲ့အခြေချငါနင်းဘဝအတွက်ခဏတည်းလွင်မျိုးတိမ်နိုင်လားဒါကြောင့်တောက်ပါတဲ့ချိန်ချမှာပြန်လို့ကျင်ကြတဲ့ဘာဝနောက်တဲ့ရှိလာခဲ့လေသစ္စာဖောက်ခံရတဲ့ခံစားချက်မျိုးထိနာခဲ့မှမတော်မှပျောက်လက်ဘူးလက်ချက်မိတာမှန်မယ်ငါရလေးရှင်ကိုထိခိုက်မှာငါဆိုရင်မိလာပြန်တယ်ဒီအတမ်းပဲယုံကြည်ထားသူအတွက်တော့ယူဆုံးမရအချစ်ခံနေတဲ့လူနှစ်ပေါင်းစည်းမှုမှာချစ်ရခူတော့ငါလက်ကရရင်ရတယ်လို့မျိုးမင်းတို့ချိန်နေယူသုံးညထင်လေးငါရှိပါဆွဲစကားနဲ့ငါ့ကိုလာပြီးခုလုံးပြငါကြောက်တယ်ယုံကြည်မှုတွေပျောက်ကွယ်ပျက်စီးသွားတဲ့စိတ်ဓာတ်ရာတွေမိစားအဖြစ်လာပေါက်တယ်နှလုံးသားကိုထိုးချသွားပါမိန်ကလေးဒေါသနှခမ်းကြိုက်ထားတဲ့ပုံရင်းငယ်ကိုအိမ်မထဲတရှူလက်ထစာချုပ်တွေဘာတွေညာတွေအားလုံးကစိတ်လိုမျိုးအစိမ်းလိုချိုးသွားတဲ့ကိုင်းလေးမပေးမိရိတ်လိုမျိုးချင်းအောင်ပေးလို့ဖို့တပြေးချင်းမိငါတို့ရဲ့အတိတ်ကိုရှိုးချီလိုက်တော့တွေးရတဲ့သင်ခန်းစာမနာလို့မို့စိတ်ဓာတ်တေအောင်ငါခံစားနေတဲ့ထွက်သွားခဲ့ပြီးရှာတီတန်ရတန်ကြရထားစိတ်ဓာတ်တေအောင်ငါခံစားနေတဲ့ထွက်သွားခဲ့ပြီးရှာတီတန်ရတန်ကြရထားလက်ချင်းရထားစီမျိုးပဲကျူရှင်မတက်ဘူးအပြင်ကိုထိုးတကယ်ချင်းပေါင်းနေမင်းကလေးနေတယောက်တည်းဆိုငါပေါ်နေပေါ်ဆိုတခင်လိုမျိုးသဘောထားမှုအောက်မှာနဲ့တော့တကားမှုနဲ့ထင်းကိုထိုးတမင်းလိုမျိုးဆော့ကစားခဲ့ဆုံးတွေလှပါလင်းအောင်မြင်ဖို့ထိုးသွားပြီးစိတ်ကြအိုးအောင်မင်းအောင်ငါရှင်းမှာနောက်နေ့တည်းမရှိဘူးရှိသလောက်ဘွားမှာမောင်းလို့သိချင်မှာဆိုတဲ့စကားတွေပြန်အကြောင်းမိတိုင်းကရှင်နေတာမဟုတ်ငေါ့သေးအောင်တကယ်တော့နေလက်ချသူတွေလိုမျိုးစိတ်ပြောင်းလွယ်တဲ့ကလောင်းတယောက်ပဲမင်းသွားမယ်လက်အောင်ပူစစ်စင်းအောင်ဘွားနဲ့ရှင်ပြီးချောင်းဖောက်လေတောင်ဆုံးတော့နေလဲငါနဲ့ဝေးတဲ့လမ်းကိုတစ်ပြေးပြီးပြောင်းလျှောက်မျက်ရည်စားတွေမချမိအောင်တောက်ခေါဆောင်းမောက်ကနစီကိုလာတဲ့တန်ကချစ်ရဲ့ငိုတန်လားကိုမှန်လားမင်းမှန်လားမသိတော့ချင်းငွေတက်တွေဆိုပြန်သွားဘလို့ပြကြငါနင်းကိုအော်ခေါ်နေမိကြောင်ချောက်ချားနဲ့ဆိုသမျှတယောက်တည်းပို့ကန်စားအဲမှာတက်ပြပို့တို့သွားစိတ်ဓာတ်တေအောင်ငါခံစား